ကိုဘာတွေလုပ်နေရတော့ ဘာတွေလုပ်နေရတော့ဆိုတော့ကျွန်တော်တို့ဒီအရန်ကနေပြီးတော့ကျွန်တော်တို့အတီးတီးအောင်ဂိုင်းဆက်ကူးလို့ပေါ့နော်ကျွန်တော်ဂိုင်းလေးခြုံပြီးတော့ဂိုင်းကူးလို့ပါအဲ့တော့ကျွန်တော်ကိုဟိုပါပေါ့နော်အရန်ကနေပြီးတော့ဂိုင်းဆက်ပြီးတော့ဘယ်လိုကူးရမလဲဆိုတော့မေးထားရှိရဲအဲ့တော့ကျွန်တော်ဒီနေ့ဂိုင်းခြုံပြီးတော့ဘယ်လိုဂိုင်းကူးမလဲဆိုတာပြပြပါမယ်ရှင်းတယ်လားအဲ့တော့ဂိုင်းခြုံမယ်ဆိုလို့ရှိရင်ဒါကကျွန်တော်တို့ဂိုင်းကူးမဲ့မျက်လုံးဒါဂိုင်းကူးမဲ့မျက်လုံးပေါ့နော်ဒါကိုဒီမျက်လုံးလေးရှိမယ်ဒီမျက်လုံးရဲ့အချွန်ရဲ့ဒီဘေးဘက်နှစ်ခုကိုခြုံပြီးတော့ကျွန်တော်တို့အရင်မင်းကိုဖြတ်ပြီးတော့ဂိုင်းဆက်ပြီးတော့ပူမှာဖြစ်ပါတယ်အဲ့တော့ဒါကျွန်တော်တို့ဂိုင်းဘယ်လိုခြုံမလဲဆိုတာပြပါမယ်ဂိုင်းခြုံဖို့ရအတွက်ဆိုလို့ရှိရင်ဒီဘေးနှစ်ခုကိုဒီဘေးဘက်ကိုကျွန်တော်တို့ကတခြားဂိုင်းကူးနည်းနဲ့တူတူပဲပေါ့နော်ညီအောင်ခြုံပါမယ်အဲ့ဒါပဲပြက်လေးနဲ့ခြုံပါမယ်ဒါကျွန်တော်ဒါတော့မှနည်းနည်းလေးတုံးနေတယ်ပေါ့နော်ကျွန်တော်ဒီဘေးနှစ်ဖက်ကိုဒါမျိုးလေးညီညီလေးခြုံမှာဖြစ်ပါတယ်အမျိုးလေးညီညီလေးခြုံပါပါဒီမှာနော်ဒီမျက်လုံးရဲ့ဒီလိုမဟုတ်ဘူးဒီလိုပေးမျက်လုံးရဲ့ပေးကိုဒါမျိုးချုံပါဘောနော်ဒါပြန်ပို့ကောင်းနေတယ်ကျွန်တော်ဒါသိမပြတ်ဘူးဒါကကျွန်တော်တို့အရင်ကနေပြီးတော့အတီးတီးအောင်ဂိုင်းဆက်ကူးဖို့ရအတွက်ဂိုင်းချွန်တာဖြစ်ပါတယ်ခင်ဗျာဒါကျွန်တော်ကတော့အခွာပေါ့ရက်လော့အာချီပန်းရောင်စပစ်ဒီကိုင်းကူရဖြစ်ပါတယ်။တော့ဟိုဘက်ဒီဘက်နှစ်ဖက်စလုံးကအထူပါလေးညီရမယ်ပေါ့နော်။အထူပါလေးညီလေးလီးရမှာဖြစ်ပါတယ်။ဒါပြပြလေးနဲ့မကောင်းဘူး။ဒါတိတ်မပြတ်ဒီအဖျားဒီအရင်လေးကိုကြတော့ပေါ့နော်ရှူလေးပပလေးထားခဲ့မှာဖြစ်ပါတယ်ဟုတ်ပြီဒါကကြတော့ကျွန်တော်တို့ဒီအရင်ကနေပြီးတော့အပီးပြအောင်တော့ဂိုင်းဆက်ဖို့ရအတွက်ကျွန်တော်ဂိုင်းချွန်တာဖြစ်ပါတယ်ခင်ဗျာကူးမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ကတော့ကျွန်တော်ဂိုင်းကူးဖို့ရအတွက်မျက်လုံးချွန်တာကိုကျွန်တော်ပြပေးတာဖြစ်ပါတယ်နောက်ရက်ကြလို့ရှိရင်ကျွန်တော်ဂိုင်းကူးလို့ရှိရင်တိတ်ဘလို့ပိုက်ရမလဲဆိုတာပြပေးပါမယ်ခင်ဗျာကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်မိတ်ဆွေတို့သိတင်တာရှိလို့ရှိရင်ကျွန်တော်တို့စပီပါရဲ့ကွန်မန့်မှာမေးခဲ့လို့ရပါတယ်စပီဆိုင်ဘိုးနဲ့ပတ်သက်ပြီးသိတင်တာရှိရဆိုလို့ရှိရင်ကျွန်တော်တို့အချိန်မရွေးလာမေးလို့ရပါတယ်ကျွန်တော်သိလို့တဲ့ညကျွန်တော်သိတဲ့ညကိုပြန်ပြီးတော့ဖြည့်ပေးနေမှာဖြစ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်